မေကုံမေလျှောက်ခွင့်ပြုပါဗျာတပည့်တော်မေးမဲ့မေကုံကဝီနီးနဲ့မဆိုင်ပေမဲ့ဘာသာရေးနဲ့တော့တက်ဆိုင်ပါတယ်ဗျာတပည့်တော်တို့တမိသားစုလုံးက၅ပါးတီလာကိုရသလောက်လုံအောင်ထိမ့်ပါတယ်ဗျာတပည့်တော်ကခစ်လူငယ်ပါဒါပေမဲ့အရက်သေးစာမတောက်စားပါဘူးဗျာအပျော်ပါလဲမမှတ်ပါဘူးဗျာ၅ပါးတီလာလဲလုံအောင်ထိမ့်ပါတယ်ဗျာဒီခေတ်ကခေတ်လူငယ်တွေကအရက်သေးစာအားလုံးတောက်ကြပါတယ်ဗျာတပည့်တော်ကသူတို့ဟိုမေးကြည့်တယ်ပေါ့ဗျာဖះရှင်ကအရက်မတောက်ဖို့တားခဲ့တာမကောင်းတာတွေမလုပ်ဖို့တားခဲ့တာပေါ့ဒါပေမဲ့သူတို့ကတော့သူတို့ပြောတာကအရက်တောက်ပြီးရင်ကိုထိန်းနိုင်တယ်မကောင်းတာမလုပ်ဘူးအဲ့တော့တောက်လို့ရတယ်လို့ပြောကြပါတယ်ဖះအဲ့ဒါကအဖြေမှန်လားဖះတပည့်တော်ကပြန်မဖြေတတ်လို့ပါဖះဖះကဘာလို့အရက်သေးစာမတောက်စားဖို့၅ပါးတီလာထဲမှာမိန်ကြားခဲ့ပါတယ်လေဖះအရက်တောက်ပြီးတော့ဘာမကောင်းမှုမှမလုပ်ရင်အရက်တောက်လို့ရပါသလားဖះမရပါဘူးသူရမေရိယကနော်ကာမဂုဏ်ရတ္တတနာပဲလေအဲ့တော့ဒီဟာကိုတောက်တယ်ဆိုကြတဲ့ကကိုကြိုက်လို့တောက်တာလေကြိုက်လို့တောက်တယ်ဆိုတာကလောဘပဲလေမူသည်ဖြစ်စေမမူသည်ဖြစ်စေဒီရတ္တတနာဖြစ်သွားပြီလေနော်ဦးဇင်းဟိုတနေ့ရအောင်ရေးထားပါတယ်တမျိုးမှာကတော့ဆရာတော်ကြီးလည်းပြောတယ်အရက်တောက်တာ၃မျိုးရှိတယ်နော်တချို့ကဆေးပြေဝါဖြစ်တောက်တာရှိတယ်တကယ်ကိုကျမ်းမာရေးမကောင်းလို့ဒါတောက်လိုက်မှအဆင်ပြေတယ်ဥပမာမိဖွားခါစားအမျိုးသမီးတွေဆိုရင်ဒီတောက်လိုက်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာရှိတာပေါ့နော်ဆိုတော့အဲ့လိုတောက်လိုက်ရတယ်ဆိုတာသူဆေးဖြစ်တောက်တာတကယ်တောက်ရှင်တော့တောက်တာမဟုတ်ဘူးရတ္တနာခံပြီးတောက်တာမဟုတ်ဘူးအဲ့တော့တောက်ရှင်တော့တောက်တာမဟုတ်တဲ့ကြောင့်သူမှအပြစ်တော်မကြည့်ဘူးဒါပေမဲ့၅ပါးတီလာလဲကြိုးတယ်တောက်တဲ့အချိန်မှာတော့အကုသိုလ်တော့ဖြစ်သွားတာပဲဒီဟာကိုရတ္တနာနော်ကြီးမားတဲ့အကုသိုလ်မဟုတ်ပြီမဲ့အကုသိုလ်တော့ဖြစ်တယ်တီလာကြိုးတယ်ကြီးမားတဲ့အကုသိုလ်တော့မဟုတ်ဘူးအဲ့တော့တောက်ရှင်လို့တောက်တယ်ဆိုတဲ့ပုံကိုယ်တွေကတော့ဒါသူရမေတွေကတီလာလဲကြိုးတယ်ကြီးမားတဲ့အကုသိုလ်လည်းဖြစ်တယ်ဟိုမကောင်းမှုလုပ်တယ်ဆိုတာနောက်ဆက်တွဲတာကတောက်တဲ့အချိန်မှာအကုသိုလ်ဖြစ်နေတာနော်ဒီတောက်တယ်ဆိုတဲ့တောက်ရှင်လို့တောက်တယ်ဆိုတာကလောဘအကုသိုလ်ကြီးဖြစ်နေတာလေနော်မူးပြီးတော့ရန်ကားတာတတကန္တာပဲအဲ့တော့တောက်ကလေးကအကုသိုလ်ဖြစ်နေတာနောက်တစ်ခုကတော့ဒီစစ်ဖြစ်ဝါဖြစ်မဟုတ်ဘူးဟင်းချက်တဲ့အခါမှာထည့်တာပေါ့ဟင်းပိုကောင်းအောင်ဆိုပြီးတော့အရက်ကိုမဖြစ်စက်လောက်ကလေးထည့်တာဆေးထဲမှာတချို့ဆေးတွေပို့ပြီးတော့အာနိသင်ထပ်အောင်ဆိုပြီးတော့အယ်ကိုဟောတွေထည့်ကြတာရှိတယ်အယ်ကိုဟောပါပြီးမှပါတဲ့ရာခိုင်နှုန်းကအလွန်အားနည်းတယ်အရက်အရသာလည်းမပေါ်လင်ဘူးအရက်အယောင်လည်းမပေါ်လင်ဘူးပါတယ်ဆိုတော့ပဲပါတာဆိုတော့အဲ့ဒါကတော့အာဘမတင်အောင်တီလာလည်းမကြိုးအဲ့တော့၃မျိုးရှိတယ်အရက်ကလေအဲ့တော့တောက်ရှင်လို့တောက်တယ်ဆိုရင်တီလာလည်းကြိုးတယ်အာကုသိုလ်လည်းဖြစ်တယ်အဲ့တော့ဆေးပြေဝါပြတောက်တယ်ဆိုရင်တော့တီလာကြိုးတယ်အာကုသိုလ်နည်းနည်းလေးဖြစ်တယ်အများကြီးမဖြစ်ဘူးအဲ့တော့ဆေးထဲမှာအကူဟောပါခိုင်ပါတဲ့ရခိုင်တော့နဲတယ်ဆေးဖြစ်နေဆေးထဲမှာရောပါတယ်ဆိုရင်တော့ဒါအပြစ်လုံးဝမဖြစ်ဘူးရဟန်းလည်းတောက်လို့ရတာအပဲမတင်ဘူး